အစီအမြန်ဆုံးကြစီမယ်ကာရီယိုလေ့ကျင့်ကန်၃မျိုးမင်္ဂလာပါတီချင်တော်ပါကာရီယိုလုပ်ရတာပြင်းစရာကြီးလို့ထင်နေလားဒီနေ့ပြပေးမယ်ကာရီယိုလေ့ကျင့်ကန်၃မျိုးကတော့အချိန်တိုတွင်းမှာကယ်လိုရီအများဆုံးလောင်ကျွမ်းစေမယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်ဆွဲရမယ့်ပြုံမြေတို့အဆင်ပြေစေဖို့အတွက်ကစားနည်းရဲ့အချိန်အကျော့တွေကိုဗီဒီယိုရဲ့အပေါ်နာလေးမှာရေးပြထားပါတယ်ဒီကစားနည်းတွေကိုတစ်ပတ်ကို2ရက်လောက်ဆော့ပြီးလို့ရတယ်ကျန်တဲ့ရက်ဒီမှာဆိုရင်တော့အလေးမလေ့ကျင့်ကန်ကိုဆော့ပြီးဖို့လိုအပ်ပါတယ်ဒါမှအစီလဲကျပြီးတော့ခန္ဓာကိုယ်အချိုးစားလဲလှမှာဖြစ်ပါတယ်ဗီဒီယိုလေးကပြုံးမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းပြုံးမီတို့အတွက်အကျိုးရှိစေမယ်။လေ့ကျင့်ငန်းတွေနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်။ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်။